အခြေခံစည်းတိကျက်များနှင့်ချိန်မှတ်လေ့ကျင့်ခြင်းအခြေခံစည်းတိကျက်နှင့်ချိန်မှတ်လေ့ကျင့်ခြင်းဆိုသည်မှာအကကွင်ဇလားပုံခင်းရန်အတွက်ကကြီးဖနှောက်မှတမိုက်ခါခွေခြေပြားတွင်တစ်ထွာတမိုက်ကငယ်ဒူးတွင်တောင်စုပ်ခါကြီးခါတွင်လက်ဖနှောက်ထောင်၍အကကွင်ခင်းက1မှ250အထိ10မိနစ်ခန့်ရပ်တန့်ငြိမ်သက်စွာနေရပါသည်၎င်းကိုချိန်မှတ်လေ့ကျင့်ခြင်းဟုခေါ်ပါသည်နှုတ်မှစီးဖနှောက်ဖြောက်ဖော်ဝါဟုဆို၍ခန္ဓာကိုယ်ကိုခြေထောက်မှစ၍လေ့ကျင့်ရပါသည်အခြေခံကြပြလွတ်ပထမဆင့်ခြေသင်တန်း12ကွက်ခွင်